နားလေပြီးမိဘကျေးဇူးဆက်လက်ကြပါလို့ဒီရီယာလေးရနေပြီးတော့ထိုက်တွန်းခဲ့ကြပါလေရှင်မိဘချစ်တဲ့သားသမီးတွေများရှိခဲ့မယ်ဆိုရင်လက်ကုပ်တန်လေးတော့ကြည့်နေပေးပါဦး